စုအကြောင်းကျူလေခွေချသိရမည်ဒါမှလူပိသားပြီးတမှုလေးသိဖို့ပါသည်မနုဿတပေါင်းတော်လောဖျောင်းတရားတော်နေအညီလူဘဝစုရာရောက်ရမလွယ်ကူပြီးရှာကြီးလာစွာလူဘဝကြီးကိုရလာရသည်အကောင်းဆုံးအကြောင်းကျူလေခွေချသိရမည်ဒါမှလူပိသားပြီး